Chimira, Jaimira, Sidana, Wicha, Kintuza, Love Juniana. ကဲတော့လေဒီ national costume စုရတာကြတယ်သူ့ရဲ့ organizer ကျေးဇူးတရားမှာ99လောက်တော့သူပါတယ်ဒီလိုပုံစံနဲ့ကျွန်တော်တို့လောက်ရင်ဒီလိုမျိုးတော့စုရနိုင်တယ်ဆိုပြီးတော့ကဲချဘယ်လောက်ပဲကုန်သူတာဝန်ယူမယ်ဆိုပြီးတော့လေ ဒီဇိုင်နာကြတော့ဒါကိုခါခါထွန်းထွန်းပေါ့နော်ကိုဟာခါထွန်းထွန်းဆိုလို့ရှိရင်တော်တော်များသိမှာပါ national costume ရောအကိုကအကုန်လုံးဟိုပေါ့နော်အများကြီးကိုအကိုကဖန်တီးပေးတဲ့သူတယောက်ပေါ့နော်အဲ့ခါကျတော့အမကနေပြီးတော့အကိုနဲ့ဟိုမိတ်ဆက်ပေးတဲ့ခါကျတော့လည်းအမကလည်းကျေးဇူးအများကြီးတင်ပါတယ်အကိုကလည်းတကယ်ဟိုစေတနာပပနဲ့ညီမပမာလေးလုပ်ပေးတာဒီဟာနဲ့ကိုစုရောက်ရမယ်ညီမလေးဆိုပြီးအင်အားတွေပေးရပါတော့ပြီးညီမ line ပေါ်မှာတင်လိုက်တာနဲ့ညီမကိုအရင်ဆုံး comment ပေးရလို့အကိုပဲအကိုကအရင်ဆုံး comment ပေးရညီမလေးအရင်တော်တယ်ပေါ့ခွန်အားတွေဖြစ်တာပေါ့နော်အဲ့စကလုံးနေကြကျေးဇူးအများကြီးတင်ပါတယ်အကိုရဲ့အကိုနဲ့ချင်းလူမျိုးတွေအကုန်လုံးအရင်ကျေးဇူးတင်ပါတယ်ဖန်တီးတဲ့အကိုအတီးဆုံး၄ချိန်ရောညီမကနည်းနည်းရောချင်ပါတယ်ဆိုတော့မှရောလို့မရဘူးအဲ့ဒါတွေဘာမှရောလို့မရဘူးဝက်ကိုဝက်ကမှာပေါ့နော်အလေးချိန်ကကျတော့လေဒီတိုင်းနဲ့ခမန်းကြည့်မယ်ဆိုတော့တော်တော်လေးမယ်ဒါဆိုသူ့ရဲ့ခပတ်တောင်မှလေနည်းနည်းနော်မဟုတ်လေအပြင်တောင်းဝဲလဲလေးတယ်သူရဲ့ဒီအသီးလေးတွေဆိုတော့လေလုံးဝအရန်လေးတယ်အဲ့လေကျွန်တော်တို့ short သူကကျတော့လေအေးရသူနည်းနည်း short ချင်တယ်အရန်လေးတယ်ဆိုတော့လေအမကိုပြောလိုက်တယ် organizer ကိုပြောလိုက်တယ်အမမရဘူးလှအောင်လုပ်ရမယ်လေးလည်းသူနိုင်တယ်သူကျူးစားနိုင်တယ်ပေါ့နော်သူလောက်နိုင်တယ်ဘာဖြစ်လို့မလောက်နိုင်ရမှာလဲဒီပုံစံဆိုဒီပုံစံနဲ့ပဲသူရအောင်သူကျူးစားမယ်ကျွန်တော်စုယူမှရမယ်ဆိုပြီးတော့လေအလေးချိန်ရဆိုတော့တော်တော်လေးတယ်သူဝတ်တဲ့လူဆိုတော့မေးကြည့်လိုက်ဘယ်လောက်ထိလေးလဲဆိုခါပတ်တာတာမှလေအကုန်လုံးပတ်တဲ့ချိန်မှာသူကောင်းတာမူးတယ်သူအဲ့လိုမျိုးတွေပေါ့နော်သူဝတ်သွားတဲ့ဒီတွေးလောင်းလေးတွေဆိုတော့အစစ်အပြင်သူ့ရဲ့လေဘင်းမှာပေါ့နော်လေဘင်းမှာဆိုရင်တခြားနေရာမှာကြည့်တယ်သူ့ရဲ့နှက်ကတ်ကိုကြည့်လိုက်သူ့ရဲ့နှက်ကတ်ဆိုတော့လေတွေးလောင်းကြည့်တယ်ရှယ်ကြီးပဲအဲ့ဒီအတွက်ဆိုတော့ဒီအကုန်လုံးတွက်ကြည့်မယ်ဆိုတော့ဘယ်လောက်ရှိမလဲဆိုတော်တော်လေးတယ်တော်တော်လေးဆိုအရင်လေးလေးလို့ကိုရှော့ပေးလားမလျှော့ပေးဘူးလုံးဝမလျှော့ပေးဘူးနော်လျှော့ပေးဟုတ်တယ်ဒါမဲ့ဟိုအဲ့လောက်ကြီးလေးတာကိုလေစိတ်ထဲမှာလေငါစုရအောင်ရရမယ်ပြီးတော့ဗောနော်ကိုယ်ပန်ပိုးနေတဲ့သူတွေ support ပေးတဲ့သူတွေအတွက်စူးစမ်းရမယ်ဆိုစိတ်တစ်ခုထည့်လိုက်တဲ့ခါကျဗောနော်ဒီအလေးချိန်တွေပေါ်မှာအာရုံမရှိတော့ဘဲနဲ့ဒီအင်ဂျီကိုဝေးရတဲ့ချိန်မှာအရန်ကိုဂုံယူနေတာဗောနော်ချင်းဝစ်စုံဝေးရတယ်ချင်းလူမျိုးတွေကိုစားပြုတ်ပြီးတော့ဒါလေးကိုဝေးရတယ်ဗောနော်ဆိုပြီးတော့အဲ့လိုမျိုးလေးစိတ်ကိုထည့်လိုက်တဲ့ခါကျအရင်လေးရလို့မခံစားရတော့ဆက်စချင်းတော့ထွက်ထောင်ပြေးစီတယ်နော်အကိုဝစ်စုံဝေးပြီးတော့လေးလိုက်တာဆိုပြီးတော့အဲ့လိုမျိုးသူ organizer မကြောက်လေကိုယ်ရှော့ပေးမှာနည်းနည်းရှော့ပေးနော်ခပ်ပတ်တော့မထင်းနေတော့နောက်စားကမရဘူးသူအဲ့လိုပြောလေအမကပြောတယ်လေအမအဲ့လိုပြောတယ်ရမလားဆိုမရဘူးဒီဝတ်စုံပါမှဒါလှတယ်ဆိုပြီးတော့တကယ်တော့လေဒီ national costume စုရတာကြတယ်သူ့ရဲ့ organizer ကျေးဇူးတရားမှာ99လောက်တော့သူပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ organizer အကုန်လုံးအစအဆုံးဒီဟာဒီပုံစံသူတို့ဒီပြန်ပွဲမတိုင်ခင်ရပါတော့ဒီမြို့ထိပ်ကနေသူကမှော်ပြီးထိလာပြီးတော့လေသူတိုင်မြင်တာပေါ့နော်ဘယ်လိုပုံစံလောက်ရမလဲဆိုတော့ make up ဆရာတို့နဲ့အကုန်လုံးလာကြလေသူတို့အဲ့ဒါဆိုတော့ဒီပုံစံနဲ့ကျွန်တော်လောက်ရင်စုရနိုင်တယ်ဆိုတဲ့ဟာပေါ့နော်သူရဲ့ organizer ကဒီလိုပုံစံနဲ့ကျွန်တော်တို့လောက်ရင်ဒီလိုမျိုးတော့စုရနိုင်တယ်ဆိုပြီးတော့ကဲချဘယ်လောက်ပဲကုန်သူတာဝန်ယူမယ်ဆိုပြီးတော့လေအဓိကတော့ဒီ supporting ကောင်းတာကျသူ့ရဲ့ organizer ပေါ့နော် organizer အရင် supporting ကောင်းလို့ဒီကျွန်တော်ဒီ national costume မှာကျတော့ကျွန်တော်တို့ရတာဖြစ်ပါတယ်အဲ့နေတာเนาะအကိုနဲ့ပြောရတာလေအဲ့လိုချင်းဝစ်ဆောင်ဝေးရတာဘယ်လိုပဲဖြစ်ဖြစ်ဒီလူမျိုးစုတစ်ခုကိုဝေးရတဲ့ခါကျအရင်လက်တောင်းဝင်ကြည့်ရလေเนาะပြီးတော့လဲအကိုကလည်းအများကြီးပတ်မိုးရတယ်ကုညီရတာဆိုတော့လေအရင်လက်ရချင်တာဒီ national costume ကအရင်ဆူရချင်တာအဲ့အတွက်လဲပေါ့နော်ညီမအများကြီးစူးစမ်းရတယ်စူးစမ်းရပြီးတော့ဘေးမှာလဲပေါ့နော်ပတ်မိုးတဲ့သူကအများကြီးပါပဲသူတို့ရဲ့ပတ်မိုးမှုတွေကြောက်ပေါ့ညီမတယောက်တည်းစူးစမ်းမှုကြောက်တော့ဒီစုကိုရမှာမဟုတ်ဘူးเนาะအများကြီးကပတ်မိုးကြတယ် organization ရဆိုလဲအမပေါ့နော်အမကလည်းအများကြီးပတ်မိုးတယ်ဘေးရဆိုလို့ရှိရင်ညီမရဲ့ make up ဆရာညီမနာနေတော့ညီမနဲ့ပေါ့နော်ညီမဒီလိုလုပ်ပါမနှက်ဆိုလို့ရှိရင်အိတ်လို့မရအောင်ထဆိုပြီးတော့လေအဲ့လိုမျိုးပေါ့နော်ပြီးတော့ဟိုချင်းလူမျိုးတွေရပေါ့နော်စီးလုံးမှုအဓိကညီမမြင်လိုက်ရတာညီမဝစ်စုံဝစ်ဝစ်ပြီးတော့ညီမပေါ့နော်ဒီ rehearsal မှာညီမဒီဝစ်စုံဝစ်ပြီးတော့ပြိုင်နေတဲ့အချိန်မှာသူချင်းလူမျိုးတွေအများကြီးညီမကိုအားပေးကြတယ် support ပေးကြတယ်ပေါ့နော်ဒီဟာတွေကိုဒီတစ်ဖက်နိုင်ငံ organization ကလည်းမြင်သွားတာပေါ့နော်မြန်မာကိုအရန်အားပေးတာပဲပြီးတော့ဝစ်စုံကလည်းအရန်သူတို့အတွက်ကအကုန်လုံးကကြတော့အကိုရပြောမှဆိုလို့ရှိရင်တော့သူများတွေဖန်တီးတာနဲ့အကိုဖန်တီးတာကြတော့လုံးဝအစ်စ်တွေပေါ့အကိုဖန်တီးတဲ့ဥစ္စာအကုန်လုံးအစ်စ်တွေဖြစ်တဲ့အခါသူတို့ကအရန်အံ့ဩသွားတာအဲ့တော့အလေးချိန်ရှိရဝစ်စုံညီမဝင်းနိုင်တာကိုလေသူတို့အရန်ချီးကျူးတယ်ပေါ့နော်
အဲ့တော့ကြောင့်ဖန်တီးပေးတဲ့အကိုကိုလည်းလေညီမဒီနေရာကနေအရန်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီနေရာကနေပါချင်းလူမျိုးတွေအများကြီးပေါ့နော်ညီမကိုအားပေးကြတယ်ဝင်းရံကြတယ်ချင်းလူမျိုးတွေလူမျိုးပြီးတော့လည်းညီမရဲ့တေတကားအဖွဲ့တွေပေါ့ညီမပေါ်မှာအများကြီး support ပေးကြတယ်အဲ့အတွက်လည်းဒီနေရာအများကြီးကျေးဇူးတင်ပါတယ်လို့ညီမပြောချင်ပါတယ်အခုချိန်မှာကျတော့လူရရှင်နှမ်းပါလေအရန်ပျော်တာတွေများတဲ့ခါကျတော့လေပြောတာတွေအမားပါတယ်လေနားလည်ပေးပါလို့ညီမကို